မေကွန်းရှင်ကဒီဆွဲကြိုးလေးတွေတတ်တော့ပြောရနေတူပါပထမဆုံးတတ်တာပေါ့အဲ့ကျိုးတတ်တာဟိုကျွန်တော်ပထမဆုံးတော့ပြောင်းပြန်လေးတတ်ပေးလိုက်တာကျောင်းရတတ်ဆို၄-၅ပင်တော့တဲ့တိုင်းတိုင်းကျိုးအရှိဆွဲနေရမှာကျွန်တော်ပြင်းလို့ကျိုးအရှိဆွဲရမလို့၄-၅ပင်သာတော့တတ်တာဟုတ်အစဆုံးနေရတော့ဟိုဘက်ကောင်းဒီဘက်ကောင်းအဲ့ဒါပြန်ကျိုးလေးလိုက်ပြီးမှတော့ရှောက်ထိုးတော့တပင်ပြီးတပင်ကျိုးလိုက်တာကျိုးလေးလိန်တက်လို့မရလို့သူပြလိုက်ပြီးတဲ့အောင်မတပင်ပြီးတပင်ထိုးတော့ဒါပဲတပေါက်ပြီးတပေါက်တာထိုးလိုက်ဝယ်သေးပဲဒီညမှာသတိထားမှာကတရေအကျော်ကမျက်နှာဘက်ထားတရေဥဘက်ကကြောင့်ဖင်ဘက်ကိုထားတရေအကျော်လေးကမျက်နှာဘက်မှာမောက်ခုံပြီးဖြစ်နေတရေဥဘက်ကလေးကဖင်ဘက်ကပတ်လက်ကလေးဖြစ်နေအဲ့တိုင်းလေးမှာထိုးတော့ဟိုဘက်တွေကတောက်ချောက်ဘက်ထိုးလိုက်အဲ့လိုနဲ့ပဲကျူးတတ်တော့ပါလားအဲ့လိုဆွဲတဲ့အခါမှာအောက်ကလေးမှာမတရေပြားလေးနဲ့ခက်ခိုင်မှဆွဲလို့အဲ့မျက်နေပုံတတ်တာအဲ့ကောင်လည်းမခံဘူးကျိုးဆွဲလိုက်တော့အဲ့လိုပဲတပေါက်ပြောတတ်တော့ဒါပါအားလုံးကျူးတတ်ပြီးရနေထားကျူးတတ်ပြီးတော့ပထမတစ်ပတ်စဆွဲမှာအဲ့တော့ခိုက်ရုပ်လေးပဲဆွဲဒါအိမ်မဆွဲနဲ့ခိုက်ရုပ်လေးပဲကျိုးလေးနည်းနည်းတောက်နေမှာအဲ့လိုတစ်ပတ်ပြအောင်ဆွဲလိုက်တစ်ပတ်ပြအောင်ခိုက်ရုပ်လေးပဲဆွဲမှာနော်တစ်ပတ်ပြည့်ပါပြီနည်းနည်းလေးတော့ပန်းကောင်ပြီးရောက်ခဲ့ပြီဒါဒုတိယအပတ်ပြီးတော့ခါကျတော့မှအဲ့ပုံကြည့်ရတော့ဒုတိယတစ်ပတ်ဆွဲတော့မရိုက်ပြတော့တတိယပတ်ကျတော့မရတော့မတူနဲ့ထူရပဲပန်းကောင်ပြီးရောက်လာပြီတော့လက်နဲ့ဆွဲတူနဲ့ရိုက်ချပေါ့ဘေးနားရောက်လေပန်းကောင်တင်းနေတယ်ဒါတတိယပတ်ပေါ့နောက်တစ်ပတ်ပြန်ဆွဲအစအဆုံးအဲ့လိုပဲဆွဲနေတစ်ပတ်ပြည့်တော့မှာတော့သရုပ်ထားပတ်နောက်ဆုံးပတ်မအဝတ်ဆုံးနဲ့ကြိုင်ဆွဲနေခုနအားနဲ့မရတော့အားပို့ထည့်ရအဲ့တစ်ပတ်ပြီးရင်တော့ပြီးတော့ဖြစ်သွားပြီနည်းနည်းမြင့်တဲ့နေရာလေးနည်းနည်းပြန်ဆွဲပေးလိုက်အဲ့တစ်ပတ်ပြီးတော့ပြီးသွားပြီပန်းကုန်နည်းနည်းမြင့်နေနေရတယ်ဆွဲပေးလိုက်အကုန်လုံးပြီးတော့တဲ့အနေထားစခွန်ကျွန်တော်အတာမစမ်းပြတာတော့ကျွန်တော်ကကြည့်တာဘာတိုင်းထွက်နေမှမသိဘူး
တစ်ဖက်တစ်ဖက်ဆွဲသွားလိုက်တော့အဲ့လို